ရှေ့ရခါကဘောလာပူရာလိုအမိရတဲ့ရွာလေးတရွာမှာဆူရက်စင်ဆိုတဲ့လူကြီးတယောက်ရှိပါတယ်။သူ့မှာဆူရက်နဲ့ဘီဂျေးလိုအမိရတဲ့သားနှစ်ယောက်လည်းရှိပါတယ်။သားကြီးဆူရက်ကကြီးလာတာနဲ့မျှအလွန်ပနတ်ပြီးတော့လေတလား။ညီငယ်ဘီဂျေးကတော့အလွန်ရိုးအေးပြီးတော့ဖြူစင်လွန်းသူဖြစ်ပါတယ်။အချိန်တန်တော့ဆူရက်စင်ကသားနှစ်ယောက်လုံးကိုအိမ်နောက်ချပေးလိုက်ပါတယ်။သားကြီးဖြစ်သူဆူရက်ကဆူဟာနာနဲ့လက်ထပ်ပြီးတော့သားငယ်ဗီဂျီကတော့စောမြနဲ့အိမ်အောင်ကြခဲ့ပါတယ်။ဒီလိုနဲ့မိသားစုဝင်တွေအလုံးဟာပျော်ပျော်ရွှင်ရွှင်နဲ့နေထိုင်ခဲ့ကြပါတယ်။ဒါပေမဲ့နောက်ပိုင်းမှာတော့ဆူရက်စင်ဟာသူ့ရဲ့ကျမကြီးအခြေအနေကြောင့်သားငယ်လေးဗီဂျီရဲ့အတွက်စိတ်ပူလာရပါတယ်။ဘာလို့လဲဆိုတော့သားကြီးဖြစ်သူဆူရက်ကအလွန်လေတယ်လို့အခွင့်အရေးသမားလည်းဖြစ်တာကြောင့်သူတည်သွားရင်သားငယ်လေးဗီဂျီကိုအမွေတွေထဲကဘာမှပေးမှမဟုတ်ဘူးဆိုတာကိုသူကြိုသိနေခဲ့လို့ပါပဲငါသာမရှိတော့ရင်သားငယ်လေးဘယ်လိုလုပ်မလဲဆူရက်ကတော့သူ့ရဲ့ညီယူအားမှုကိုအခွင့်ကောင်းယူပြီးအမွေတွေကိုအကုန်သိမ်းပြီးတော့ဗီဂျီကိုဒုက္ခရအောင်လုပ်မှာပဲလို့ဆူရက်စင်တယောက်တွေးပူနေမိပါတယ်အဲ့ဒီနောက်ပိုင်းမှာတော့ဗီဂျီမှာရှန်လို့အမည်ရတဲ့သားလေးတယောက်ထွန်းကားလာပါတယ်။မီလီကငယ်သေးတယ်ဆိုတော့တအိမ်လုံးကဝိုက်ချစ်ကြတာပေါ့။နှစ်အနည်းငယ်ကြာမှာတော့ဆူရက်မှာလည်းသားလေးတယောက်ရလာပြန်ပါတယ်။ဆူရက်စင်တယောက်မီလီတွေနဲ့ပျော်ပျော်ပါပါဖြတ်တန်းနေရင်းနဲ့ရှမ်လေးရှင်းနေတာရွယ်ရောက်တဲ့အခါမှာတော့မီးဖြစ်သူကိုအနားကိုခေါ်ပြီးပြောလိုက်ပါတယ်။မီလီအဖိုးမင်းကိုဒီတင်းကားပြားတွေပေးလိုက်မယ်နော်။ဒါတွေကိုတည်တည်ချာချာသိမ်းထားကွအချိန်တန်လို့ရှိရင်ဒီတင်းကားတွေနဲ့မင်းလည်းရစိုက်ပြလို့ရတယ်အဲ့ဒီစကားကိုကြတော့ရှန်လေးကထူးဆန်းစာနဲ့အဖိုးကိုမေးလိုက်ပါတယ်ဖိုးဖိုးဒီတင်းကားပြားတွေနဲ့ဘယ်လိုလုပ်စိုက်ပြလို့ရမှာလဲလို့မေးလိုက်တော့ဆူရက်စင်ကမိဖြစ်သူရဲ့အနာကိုကပ်ပြီးတော့တိုတိုလေးတစ်ခုခုမှာလိုက်ပါတယ်ရှမ်လည်းဘယ်လိုလုပ်ရမယ်ဆိုတာကိုနားလည်သွားပြီးတော့ကစားဖို့အပြင်ကိုထွက်လာခဲ့ပါတယ်နေ့ရက်တွေကုန်လွန်လာပြီးနောက်မှာတော့ဒီနေ့မှာဆူရက်စင်ဟာလူကြီးယောဂဖြစ်ကွယ်လွန်သွားခဲ့ပါတယ်။ဖခင်ဖြစ်သူဆုံးပြီးလာနေငယ်ကြမှာတော့ဆူရက်ကဗီဂျီကိုခေါ်ပြောပါတယ်။ညီလေးအဖေကမဆုံးခင်ငါ့ကိုဆန္ဒတကူမှာသွားခဲ့တယ်။ဘာများလဲကိုကြီးရဲ့အဖေကဒီတိုက်ကြီးနဲ့တရက်ချံကိုငါ့ကိုယူစီချင်ပြီးတော့ဟိုဘက်အကအိမ်အဟောင်းနဲ့လေကွက်တွေကိုတော့မင်းကိုပေးစီချင်တယ်တဲ့အဖေကမသိခင်မှာငါ့ကိုအဲ့လိုမျိုးပြောပြီးမှားသွားခဲ့တယ်ညီလေးယူအားတဲ့ညီငယ်ဗီဂျီကလည်းဟုတ်ကဲ့ပါကိုကြီးအဖေကအဲ့ဒီလိုမှာခဲ့တယ်ဆိုတော့လေမှားမှာပါလို့ပြန်ပြောလိုက်ပါတယ်ဆူရက်ကအေးဒါဆိုလို့ရှိရင်လည်းဒီစာချုပ်မှာလက်မှတ်ထိုးပြီးသွားလို့ရှိရင်မင်းတို့မိသားစုဟိုဘက်အိမ်ကိုပြောင်းတော့လို့ပြောလိုက်ပါတယ်ဗီဂျီလည်းဘာမှနားမလဲပဲမိသားစုကိုခေါ်ပြီးတော့အင်းဟောင်းလေးစီကိုပြောင်းသွားခဲ့ပါတယ်ဗီဂျီရလိုက်တဲ့မြေကွက်ကအပင်တစ်ပင်တောင်မပေါက်နိုင်တဲ့မြေရိုင်းကြီးပါဒါကိုမြင်တဲ့ဇနီးဖြစ်သူစောမြကဒေါရထွက်သွားပြီးတော့ရှင်ကယူအလုံးလုံးကျမတို့မှအမြဲတမ်းအရှုံးပေါ်နေရတာရှင်ကိုကရှင်ကိုမြေရိုင်းကြီးပေးလိုက်တာကိုတော့မသိဘူးလားလို့ရှန်လုံးလိုက်ပါတယ်ဗီဂျီကငါ့ကိုကတမင်လောက်တာမဟုတ်တော့ပါဘူးကွာသူကငါ့ရဲ့အကျိုးကိုပဲလူလားတာပါမင်းအထင်မှားတာဖြစ်ပါလိမ့်မယ်လို့ပြန်ပြောနေပေမဲ့ဇနီးဖြစ်တဲ့သူကတော့ရှင်ကုတီမီရိုင်းမှာဘာဆိုင်စားမှာလဲလို့မေးလိုက်တဲ့အခါမှာတော့ဗီဂျီတယောက်ဘာလို့ရမှန်းမသိအောင်ဖြစ်သွားပါတယ်အဲ့ဒီအချိန်မှာရှမ်လေးရောက်လာပြီးတော့ဖေဖေနဲ့မေမေအဖိုးကတတိဒီလိုဖြစ်မယ်ဆိုတာကိုကြိုးပြီးတီးခဲ့လို့ကျွန်တော်ကိုဒီတင်းကားပြားလေးတွေပေးခဲ့တယ်ဒီတင်းကားပြားတွေကိုမြေထဲမှာစိုက်လို့ရှိရင်အကျိုးမြတ်တွေအများကြီးရမယ်လို့ဖိုးကမှားခဲ့တယ်ဗီဂျီကမယုံနိုင်တယ်လို့ရှမ်လေးကိုကြည့်ပြီးတော့ဖိုးကတကယ်ပဲအဲ့ဒီလိုပြောခဲ့တာလားသားလေးလို့မေးတော့ရှမ်ကလည်းခေါင်းညိတ်ပြပြီးတော့တိတာထဲကတင်းကားပြားတွေကိုယူပေးလိုက်ပါတယ်စောမြကတော့ဒီတင်းကားပြားတွေကိုမြေရိုင်းထဲမှာစိုက်ပြီးတော့ဘလို့လုံးအောင်နိုင်မှာလဲလို့မယုံကြည်နိုင်စွာနဲ့မေးပေမယ်ဗီဂျီကတော့ငါတော့ရှမ်လေးကိုယုံနေစောမြကြီးအဖေပေးခဲ့တယ်ဆိုလို့ရှိရင်တော့တခုခုတော့ထူးခြားမှာပဲဆိုပြီးတော့သူတို့တွေဟာတင်းကားပြားကိုမြေထဲမှာစိုက်ဖို့ပြင်ကြပါတယ်ရှန်နေငယ်ကြမှာတော့လေထဲကနေပြီးတော့ထူးဆန်းတဲ့အပင်လေးတွေထွက်လာပါတယ်ဗီဂျီကရှမ်လေးဘက်ကိုလှည့်ပြီးတော့တားရီတားဖို့မှတဲ့အတိုင်းတော့စိုက်တာတော့ဟုတ်ပါပြီဒါပေမဲ့ဒီအပင်တွေကငါလည်းတခါမှမမြင်ဘူးတဲ့အပင်တွေပဲလို့ပြောတော့
ရှမ်ကလည်းစောင့်ကြည့်လိုက်ပါဦးအတီးတီးတာရင်တီးရမှာပေါ့လို့ပြန်ဖြေလိုက်ပါတယ်လာနေငယ်ကြမှာမြေယန်းကြီးကတဖြည်းဖြည်းစိမ့်နှံ့စုပြေးလာပြီးတော့တနေ့မနက်ဖီကြီးလေတဲ့သွားကြည့်တဲ့အခါမှာတော့အပင်ဒီပေါ်မှာပတ်စံတွေတီးနေတာကိုတွေ့လိုက်ရပါတယ်သူကအံ့ဩဝမ်းသာစာနဲ့အိမ်ကိုပြေးလာပြီးတော့စောမြရေစောမြရေထွက်လာပါဦးရှမ်ရေလာကြည့်ကြပါဦးငါတို့အပင်ဒီမှာပတ်စံတွေတီးနေပြီလို့အော်ပြောလိုက်ပါတယ်ရှမ်လေးနဲ့စောမြတို့ထွက်လာကြပြီးတော့အဲဒါကြောင့်ဖိုးဖိုးကဓာရီကတာမန်တင်ကားတွေမဟုတ်ဘူးလို့ပြောခဲ့တာကိုအခုဓာရီကိုသိကြရအောင်ဆိုပြီးတော့တမိသားစုလုံးဟာပတ်စံတွေကိုခူးလိုက်ကြပါတယ်ဒီအကြောင်းကိုရွာထဲကရွာသူရွာသားတွေကြားသိတဲ့အခါမှာတော့အကောလုံးအားတင်းကိုကြားလာပေါ့သူတို့ရလိုက်တဲ့ပတ်စံတွေကတသက်လို့သုံးလို့မကုန်နိုင်အောင်များပြားလွန်းလာပါတယ်ဒီတရင်ဟာအကိုဖြစ်သူစုရက်ရဲ့နားစီကိုရောက်သွားပါတယ်စုရက်ကမြေရိုင်းကနေပြီးတော့ပတ်စံနေရတယ်ပေါ့လေဟုတ်လားငါဒီမြေကိုပြန်ယူပြီးငါရဲ့မြေကောင်းလေးကိုသူတို့ကိုပေးလိုက်မှဆိုလို့ရှိရင်ငါချက်ချင်းတတိဖြစ်သွားမှာပဲလို့လောဘတက်ပြီးတော့တွေးလိုက်မိပါတယ်အဲ့လိုနဲ့ဆူရဟာသူ့ရဲ့စီစဉ်တွေကိုချက်ချင်းအကောက်တဲ့ဖို့အတွက် VJC ကိုသွားခဲ့ပြီးတော့ညီလေးရေငါမကြီးမခဲ့တယ်ကွာမင်းကမြေရိုင်းပေးမိပြီးတော့ငါကတော့မြေကောင်းတွေယူထားမိတယ်အခုငါတို့မြေချင်းပြန်လဲရအောင်လို့လက်ပတ်ပြောဆိုလိုက်ပါတယ်ညီဖြစ်သူ VJ ကလည်းအကိုကြီးရဲ့သဘောပါပဲဗျာကျွန်တော်မှလည်းအခုဆိုရင်လက်လောက်ငန်းငန်းရှိနေပါပြီအကိုကြီးလို့ချင်လို့ရှိရင်ပြန်လဲလို့ရပါတယ်လို့ပြောပြီးတော့မြေချင်းကိုလဲလှည့်ပေးလိုက်ပါတယ်ဒီလိုနဲ့ဆူရဟာမြေရိုင်းကြီးကိုရသွားပြီးတော့ VJ တို့မိသားစုကတော့တိုက်အိမ်ကြီးစီကိုပြန်ရောက်သွားပါတယ်ဆူရကမြေရိုင်းထဲကိုရောက်တော့ပတ်စံဆိုင်နီကိုတီးချင်တာနဲ့ရှမ်လေးကိုခေါ်ပြီးတော့မေးပါတယ်ရှမ်လေးကလည်းဦးရေဖိုးဖိုးပေးတဲ့ဒီကားတွေနဲ့ဆိုင်မှာပတ်စံနီတီးတာပါပြီးတော့ပတ်စံတစ်ခါစိုက်ပြီးသွားလို့ရှိရင်အဲ့ဒီမြေမှာဘာမှစိုက်လို့မရတော့ဘူးတဲ့မြေကတည်သွားပြီးတော့ဘာမှသုံးစားလို့မရတော့ဘူးလို့ပြောလိုက်မှာဆူရက်တယောက်နောင်နာကြီးတွေရနေပါတော့တယ်နောက်ဆုံးမှာတော့ဆူရက်တယောက်ဘာမှသူစီမှာမရှိတော့ဘဲနဲ့မြို့ပေါ်ကိုတက်ပြီးအလုတ်ကျန်နေလောက်ကန်ရက VJ တို့မိသားစုကတော့ရွာလေးထဲမှာပျော်ပျော်ရွှင်ရွှင်နဲ့နေထိုင်သွားကြပါတယ်ဒီပုံမြင်လေးရဲ့သင်ခန်းစာကတော့လောဘကြီးခြင်းဟာပျက်စီးခြင်းရဲ့အကြောင်းရင်းဖြစ်ပါတယ်။လောဘတက်လို့ရှိရင်လက်ရှိအကျိုးစီးပွားကိုပါဆုံးရှုံးတတ်တယ်ဆိုတာကိုပြောပြသွားချင်တာပဲဖြစ်ပါတယ်။အဆောင်ထိကြည့်ရှုပေးတဲ့ပရိသတ်များအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။နောက်ထပ်ပုံမြင်လေးတွေမှာပြန်လည်ဆုံတွေ့ကြမယ်နော်။